Hello မင်္ဂလာပါမျိုးတွေကျွန်တော်နာမည်ကတော့ Menti ဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ Cosmic ကျွန်းနဲ့ထောင်လေးစိတ်နာမှာဖြစ်ပါတယ်ကျွန်တော်မျိုးကတော့ဒီနေရာကတော့နဲ့ထောင် view point လို့ဆိုခေါ်ကြပါတယ်ဒီနေရာကတော့တအားကြီးသားရတယ်ကျွန်တော်မျိုးတို့ကိုကျွန်တော်လိုက်ပြတော့မှာပါကျွန်တော်နဲ့တူတူလိုက်ကြည့်ကြအောင်လေကျွန်တော်ဖိတ်ခေါ်ပါတယ်နေရာတော့တအားကြီးမိုက်တယ်ဗျအမျိုးတို့ဒီ Cosmic ကျွန်းလေးလာလို့ရှိရင်ဒီနေရာကိုမလာမဖြစ်လာစေရှင်းပါတယ်ဗျဒီနေရာတအားကြီးကိုတာရတယ်ဗျဒီနေရာကို Cosmic ဘန်ကောက်ဖက်တကအလေးလာမယ်ဆိုရင်လေကျွန်တော်လာဆက်သေးကြပါကျွန်တော်လိုက်ပို့ပေးပါမယ်